လာပါမိဘဒီနေ့ review လုပ်ပေးမယ့်ကားလေးကတော့ Bentley Continental GT 2011ကားလေးပဲဖြစ်ပါတယ်ဒီကားလေးကဆိုလို့ရှိရင် 2-door luxury အမျိုးအစားဖြစ်ပြီးတော့ Bentley Motor ဆိုတဲ့ UK ကုမ္ပဏီကထုတ်ထားတာပဲဖြစ်ပါတယ် Bentley ကထုတ်တဲ့ model ဒီမှာဆိုလို့ရှိရင်ဒီကားလေးက iconic ဖြစ်တော့ကားလို့ပြောလို့ရပါတယ်Continental GT ကို2003မှာစတင်ထုတ်လုပ်ထားပြီးတော့ဒီကားလေးကတော့2017မှာထုတ်လုပ်ထားတဲ့ second generation ပဲဖြစ်ပါတယ်။ထူးခြားချက်ဆိုလို့ရှိရင်တော့အတွင်းပိုင်းကုံလုံးကိုသူက hand crank နဲ့လုပ်ပေးထားတယ်ပေါ့နော်။အရင် first generation ကဆိုပြီးတော့ပို့ပြီးတော့ luxury ဆန်ပြီးဒီ second generation ကတော့ပို့ပြီးတော့ sporty ဆန်ပါလေ။ရှေ့ပိုင်း design ဆိုလို့ရှိရင်ပြောစရာမလိုအရန်လှရပေါ့နော် classic ဆန်နဲ့ဒီ bumper line တွေ bumper design တွေဆိုလို့ရှိရင်လုပ်ပေးထားတာအရန်ကိုမိုက်တယ်။ပြင်မှာဆိုလို့ရှိရင် Bentley logo ပါတယ်။ flying bee ပုံစံလေးနဲ့ပေါ့နော်။ပြီးလို့ရှိရင်ဒီရှင်းမှာ LED headlight တွေ LED daytime running light ပါတယ်သူကဒီ headlight ပုံစံတွေကိုရှင်းမှာ oval shape လေးနဲ့လုပ်ပေးထားတယ်အဲ့ဒါလေးကအရင်ဆက်နေလို့ပြောလို့ရတယ်ပြီးလို့ရှိရင်ဒီမှာ gray ဆိုလို့ရှိရင်သူက cross shape ပုံစံလေးနဲ့လုပ်ပေးထားတယ်အောက်က air intake ဆိုလို့ရှိရင်လည်းအတိုင်းပဲ cross shape ပုံစံလေးနဲ့လုပ်ပေးထားတယ်ဒီ headlight တွေဒီ gray တွေအောက်က intake ဆိုလို့ရှိရင်ပက်လေကိုသူကဒီ chrome တွေနဲ့လုပ်ပေးထားတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကြည့်ရတာဒီ premium ဆန်ပြီးတော့လှတယ်Baby design ကတော့အရန်ကိုမိုက်တယ်ပေါ့နော်ဒါပေမဲ့သူက 2 door ဆိုတော့အရန်တော့ရှိမနေဘူး28 inches alloy wheel ရှိတယ် alloy က metallic design နဲ့လုပ်ပေးထားတာဖြစ်တဲ့အတွက်သူက base design ကိုပို့ပြီးတော့ပေါ်လွင်စေတယ်ဒီ ground clearance ဆိုလို့ရှိရင် 4.7 inches ရှိတယ် keyless entry ပါမယ်နောက်တစ်ခုက soft close door system ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တကားကိုဖြည်းဖြည်းလေးပြန်ပိတ်လိုက်တာနဲ့သူကသူ auto ပိတ်သွားတာဒီ window တွေဆိုလို့ရှိရင်လည်း frameless တွေနဲ့လုပ်ပေးထားတယ်နောက်မှာ Bentley logo ပါမယ်ပြီးလို့ရှိရင် tail light ဆိုလို့ရှိရင်အထဲထဲမှာသူက oval shape လေးနဲ့လုပ်ပေးထားတယ်အဲ့ဒါလေးကလည်းစမ်းတယ်လို့ပြောလို့ရတယ်အောက်ဘက်မှာ dual exhaust နောက်ဘက်မှာသူက spoiler လေးလည်းပါတယ်ပြီးလို့ရှိရင်နောက်ခန်းရဲ့အကျယ်က358လီတာလောက်ကျယ်တော်လေးကိုကျယ်ထင်ရဒီပါဝါကတော့ 6.0 လီတာ W12 turbo chain နဲ့960 horsepower 900 Nm ကျော်ထိထုတ်လုပ်နိုင်ပါတယ် top speed ဆိုလို့ရှိရင်318 km/h ထိသွားလို့ရတယ် 6-speed automatic transmission နဲ့ all-wheel drive မျိုးစားပဲဖြစ်ပါတယ်0 to 100 km ကို 4.8 second တွင်မောင်းလို့ရပါတယ်ကဲအတွင်းဘက်ကတော့လုံးဝပြောစရာမလို luxury lesson နဲ့ပြီးလို့ရှိရင်သူကဒီထိုင်ကုန်နေရပြီးတော့ဒီ dashboard ပေါ်ကအားပေါ့နော်ဘာလို့တော့လဲတိုင်းနဲ့လုပ်ပေးထားတယ်ပြီးတော့ထူးခြားတာကဆိုအကုန်လုံးက hand crank တွေနဲ့လုပ်ပေးထားတယ်ပေါ့နော်ရှစ်တိုင်ခွဲမှာဆိုလို့ရှိရင်အကြီးနှစ်ခုရဲ့အလယ်မှာသူအသေးလေးလုပ်ပေးထားတယ်ပေါ့နော်အဲ့ဒါကြည့်ရတာလေစံနဲ့အလယ်မှာ display ပေါ့ပြီးရင် steering ပေါ်မှာဆိုလို့ရှိရင်ဘယ်ဘက်မှာ cruise control လုပ်လို့ရပါမယ်ဘယ်ဘက်မှာဆိုလို့ရှိရင် media control ကိုင်းရတာလည်းလုံးဝမိုက်တယ်ထိုင်ကုန် adjust လုပ်တာကတော့ auto တွေပေါ့နော်6 memory ကသူက3ခုလောက်ပေးထားတယ်3ခုမှတ်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာသူက6 master လည်းပါသေးတယ်မောင်းနေညောင်းလို့ရှိရင် master လေးလည်းလုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီတကားမှာကဒီတကားလေးပဲလုံးဖွင့်တာပါမယ်ပြီးလို့ရှိရင်ဒီမှန်လော့ချတာလေးလည်းပါမယ်ဒီအောက်ကတော့ကတ်တူပါကဲဒီမှာကတော့ဒီအေကွန်ပေါက်ပေါ့နော်သူကပိတ်ချင်လို့ရှိရင်ဒီလိုမျိုးလေးဖိပြီးတော့ပိတ်လို့ရတယ်ဖွင့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးဆက်ပြီးဖွင့်လိုက်အားလေးကလည်းမိုက်လို့ရှိရင်အလယ်မှာနိုင်ပုံလေးဒါ infotainment screen ပေါ့သူ့အပေါ်မှာသူCD ပြားတွေပါထည့်လို့ရတယ်နေရာလေးပါသေးတယ်ဒီ infotainment screen မှာဆိုလို့ရှိရင်ဘယ်လိုဘိုင်သုံးလို့ရတော့ဒီ CD DVD တွေအတွက်လည်းသုံးလို့ရတယ်ပြီးလို့ရှိရင်Google Map ကြည့်ရပါတော့လို့ကြည့်လို့ရတယ်ဒါပေမဲ့ဒီမှာတော့ကြည့်လို့မရသေးဘူးထိုင်းမှာတော့ပဲကြည့်ရမယ်ပေါ့နော်ထိုင်းကနေစပြီးတော့ကြည့်လို့ရပြီးလို့ရှိရင်ဒီကားနဲ့ပတ်သက်တာဆိုလို့ရှိရင် tire pressure တွေပါလည်းကြည့်လို့ရမယ်အောက်ကတော့ဘယ်လိုဒီ aircon control လုပ်တဲ့ခလုတ်တွေပေါ့နော်အပူအေးပေးတာပါအကုန်ပါရောက်မှကျတော့ space တစ်ခုပါမယ်ဒါကတော့ gear ပေါ့ပြီးလို့ရှိရင်ဒီမှာ hand brake ဒီမှာကဒီဗတ်မှန်ချိန်နဲ့ဟာပေါ့နော်ပုံမှန်ဆိုရင်ကားရဲ့ဒီတကားပေါ်မှာပါတယ်အခုကဒီမှာထည့်ပေးထားတယ်ပြီးလို့ရှိရင်ဒီမှာ engine start stop ကလည်းဒီထဲမှာပုံမှန်ဆိုလို့ရှိရင်လည်းဒီ steering နောက်မှာပါတာပေါ့နော်ပြီးလို့ရှိရင်ဒီဟာလေးကကြတော့ပါလို့ဆိုတော့အနောက်က spoiler လေးကိုဖွင့်ပိတ်လုပ်တဲ့ဟာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါ hazard light သုံးပြီးပေါ့ဖွင့်လို့ရပြီး market holder နှစ်ခုပါမယ်မှာ Emirates ကလည်းဒီလိုနှစ်ခုဖွင့်လို့ရပါပေါ့ဟိုဘက်ဒီဘက်ဖွင့်လို့ရတာပေါ့အားလေးလည်းပါမယ်ပြီးတော့သူကဖုန်းလည်းပါတယ်ပေါ့နော်ကဲဒါဆိုရင်လည်းနောက်ခန်းလေးတက်ကြည့်အောင်
နောက်ခါဝင်ဖို့ဆိုလို့ရှိရင်တော့ဒီခုံလေးကိုရှင်းနေတိုးပြီးမှဝင်လို့ရမှာပေါ့နော်အဲ့တော့ရှင်းလေးနဲ့တိုးမယ်ခလုတ်ကလည်းဒီဘက်ဘေးမှာပါတယ်ပေါ့နော်လို့ရှိရင်ဒါလေးကိုဆွဲပြီးတော့မတို့အရှိလေးနဲ့လှန်လိုက်ကဲနောက်ဖက်ကတော့နည်းနည်းလေးတော့ကျင်းနေပေါ့နော်ဒါပေမဲ့ထိုင်လို့ရတယ်ပြီးလို့ရှိရင်ဒီအလယ်မှာကအဲကွန်းပါတယ်ထုံးတဲ့တိုင်းပဲအဖွင့်ပေးလို့ရတဲ့ကလေးလေးပါတယ်ပြီးလို့ရှိရင်အမှတွဲဖို့ socket ပါမယ်ပြီးလို့ရှိရင် controller လေးပါပြီးလို့ရှိရင်ဒီတကားကိုချလို့ရသေးတယ်ချတဲ့ကလေးလေးကလည်းဘေးမှာပါကဲမေမေတို့ test drive လေးတက်လုပ်ကြည့်ရအောင်သွားစီပတ်ပတ်ဖို့မျိုးအလံပေးနေရအဲ့တော့ကားမောင်းမယ်ဆိုလို့ရှိရင်အမြင့်စီပတ်ပတ်ရပါမယ်ကားမောင်းကြမယ်ဘယ်လိုစမောင်းပါပြီကွယ်။ဟောရတာတော့သူတွေက yes မဖြစ်ဘူး။ especially ရတယ်ရှေ့ပဲ။ကဲရှေ့မှာအကွေလေးကိုကြည့်လိုက်ပါ။ရင်းကိုရုံးစင်းနေဆိုတော့ကားပိတ်တဲ့နေရာနဲ့ရှောင်ပြီးသွားတယ်။ကမ္ဘာကရင်းတဲ့လူတွေကတော့အိုး highway မှာမောင်းလိုက်လို့ကတော့ရှေ့ပဲ။မောင်ဆိုရတယ်တော်တော်လေးထဲထဲမှာစိန်ကြနေလို့အဲ့ချင်နေကားမောင်းဝင်လို့မောင်းနာလိုက်ပြီးတော့ဟောတော့အိတ်လိုရကောအဖီလေးတော့ရတယ်ကိုတော့အင်းမိုက်အိုး highway မှာဆိုရှေ့ကျမ်းမယ်ပေါ့နည်းလေးကျမ်းမှုအတွက်ကားရှင်းတဲ့နေရာတော့ကြာနော် Premier Luxury car ဆိုတဲ့အတိုင်းပဲပေါ့Premier Luxury car ဆိုတဲ့အတိုင်းပြောစရာမလိုဘူး။မားတော့မှ share ပဲ။ပြင်းစမ်းသူကလေ all wheel drive လေးဖြစ်တယ်ပေါ့နော်။ပြီးတော့ weight ဆိုလို့လေweight ဆိုလို့ရှိရင်နေ။ပြတော့အရင်ကြိုက်နေပြီ။နောက်တစ်ခါလေဒီထဲမှာမပဲတို့ဒီ driver display မှာဆိုလို့ရှိရင်current consumption နဲ့ travel time တွေကြည့်လို့ရအချိန်ပေါ့နော်။date တွေလည်းပါတယ် average speed လည်းပါတယ် average speed ဘယ်လောက်ရှိလဲပြီးတော့ distance my range လည်းကြည့်လို့ရတယ်ဒီ speaker လည်းရှင်းလုံးပါတယ်ဆိုတော့အတန်လေးပါတယ်နည်းကြည့်ကြည့်အောင်ဒီအပေါ်မှာဆိုရင်ဒီပေါ်မှာဆိုလို့ရှိရင်လည်းပုံမှန်တိုင်းဒီဖွင့်လို့ရတယ်။ကဲဘယ်ဒီဗီဒီယိုလေးကိုဆုံးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။ဒီကားလေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကီတိုမီတီကာရှိုးရောမှာလာရောက်ကြည့်လို့ရပါတယ်။ဒါ